မိုးမရွာလို့မိုးရွာအောင်ဆိုပြီးတော့လွန်ဆွဲနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြင်ဘူးတဲ့လွန်ဆွဲမှာကျိုးတွေကိုဆွဲကြရတာပဲဖြစ်ပါတယ်အခုကတော့ကျိုးမဟုတ်ဖဲနဲ့ခင်းချောင်းတွေခင်းစည်းတွေကိုစုချီပြီးတော့ဝိုင်းဆွဲနေတဲ့အနေအထားပဲဖြစ်ပါတယ်တော်ထူးဆန်းတယ်လို့ပဲပြောရမှာပဲဖြစ်ပါတယ်ဟိုကကျိုးမဟုတ်ဘဲနဲ့ထင်းစည်းတွေကိုအခုလိုခြီထားတဲ့ဟာတွေကိုအရှေ့လိုက်ကြီးကိုဆွဲပြီးတော့လွန်ဆွဲနေကြတာပဲဖြစ်ပါတယ်လွန်ဆွဲတဲ့ဆွဲရတဲ့အားနဲ့ဒီမရတဲ့ထင်းစည်းအားနဲ့ကတော့တော်ကိုကွာတီးကွာကြနိုင်တဲ့နေရာပဲဖြစ်ပါတယ်ဒါကတော့မကွေးမြို့နယ်တွေကပထိုးဆန်းရွာမှာဆွဲတဲ့လွန်ဆွဲပဲဖြစ်ပါတယ်ရွာတပုတ်ဆန်းဆိုသလိုမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်မြင်ဘူးတဲ့ရှိအောင်လို့ဘဝတုဒ္ဓအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကျိုးမဟုတ်ဘဲနဲ့ထင်းစည်းကြီးဆွဲနေကြတာပဲဖြစ်ပါတယ်